တကယ်တော့ KIA ဆိုတာမိတ်ဆွေတို့ထင်ထားတာထက်ပိုပြီးတော့သိတဲ့ချစ်လက်စွာနဲ့စနစ်တကျဖွဲ့စည်းထားတဲ့ institution ကြီးတစ်ခုပါကချင်လူမျိုးရေးတက်မတော် KIA ဆိုတာ KIO ရဲ့အဓိကလက်တံကြီးနှစ်ခုတည်းကမှဒုတိယအဆင့်စီးရေးလက်တံတစ်ခုမျှသာဖြစ်ပါတယ်ကချင်လူမျိုးရေးအဖွဲ့ KIO ဌာနချုပ်ကိုတော့အလုံးသိကြတဲ့အတိုင်းပဲလိုင်းစားမှာအခြေစိုက်ပြီးဒီနေရာဟာ KIA ရဲ့စေယုံကျုံစစ်မဟာဗျူဟာလိလာရေးဌာနဗဟိုကင်းတက်မှာလက်နက်ကြီးတပ်ဖွဲ့အထူးကွန်မန်ဒိုတိုင်ရင်ဂေါ်ရခါတိုင်ရင်လက်ပြောက်စနိုက်ပါတိုင်ရင်နဲ့ရေးချင်ရေးတပ်ဖွဲ့များအခြေစိုက်ကြပါတယ်တချင်းလူမျိုးရေးတက်မတော် KIA ဟာစစ်အင်အားဖြန့်ခွဲမှုအနေနဲ့စစ်တိုင်းဒေသကြီး၄ခုသတ်မှတ်ထားပြီးတပ်မဟာ17ခုနဲ့ထန်ခွဲလှုပ်ရှားနေပါတယ်မြစ်ဆုံရဲ့အထက်ပိုင်းဒေသကိုတော့မြောက်ပိုင်းတိုင်းစစ်ဒေသအဖြစ်သတ်မှတ်ထားပြီးတပ်မဟာ1နဲ့တပ်မဟာ9တို့အဓိကလှုပ်ရှားကြပါတယ်မြစ်ဆုံရဲ့အောက်ပိုင်း ARI မြစ်အရှေ့ချမ်းဒေသကိုတော့အရှေ့ပိုင်းတိုင်းစစ်ဒေသအဖြစ်သတ်မှတ်ထားပြီးတပ်မဟာ3နဲ့တပ်မဟာ9 ARI မြစ်အနောက်ချမ်းကိုတော့အနောက်ပိုင်းတိုင်းစစ်ဒေသအဖြစ်သတ်မှတ်ထားပြီးတပ်မဟာ2တပ်မဟာ8နဲ့တပ်မဟာ9ရှမ်းမြောက်ဒေသကိုတော့တောင်ပိုင်းတိုင်းစစ်ဒေသအဖြစ်သတ်မှတ်ထားပြီးတပ်မဟာ4တပ်မဟာ6တပ်မဟာ10နဲ့တပ်မဟာ17တို့လှုပ်ရှားကြပါတယ် KIA ရဲ့စစ်အင်အားအကြောင်းကိုဆက်ပြောပါမယ် KIA တပ်မဟာ1ဟာလက်အောက်ခံတရင်လေးရင်းနဲ့ဖွဲ့စည်းထားပြီးပူတာအိုစူပရာဘုံဒေသတွေမှာစိုးမိုးလှုပ်ရှားကြပါတယ်တပ်မဟာ2ကတော့လက်အောက်ခံတရင်9ရင်းရှိပြီးလီဒိုလမ်းမကြီးတစ်လျှောက်စိုးမိုးလှုပ်ရှားကြပါတယ်တမဟာ3မှာတော့လက်အောက်ခံတရင်၄ရင်းရှိပြီးဗမော်ဒေသကိုစိုးမိုးလှုပ်ရှားကြပါတယ်တမဟာ၄ကတော့လက်အောက်ခံတရင်၄ရင်းရှိပြီးလာရှုကုတ်ခိုင်လမ်းမကြီးတစ်လျှောက်လှုပ်ရှားစိုးမိုးကြပါတယ်တမဟာ9ကတော့လက်အောက်ခံတရင်6ခုလောက်ရှိပြီး73ဘက်မှာလှုပ်ရှားကြပါတယ်တမဟာ6ကတော့လက်အောက်ခံတရင်3ခုရှိပြီးကုတ်ခိုင်မှုစေကားလန်တစ်လျှောက်ကိုလှုပ်ရှားကြပါတယ်တမဟာ9မှာတော့လက်အောက်ခံတရင်3ခုရှိပြီးမြေရှားသက်ထူများအဓိကတူးဖော်ရာချီဖွေဖရဲ့ဒေသတွေမှာလှုပ်ရှားကြပါတယ်တမဟာ8ကတော့လက်အောက်ခံတရင်3ခုရှိပြီးမွန်းညင်းနန်စီအောင်ဒေသတွေကိုစိုးမိုးလှုပ်ရှားကြပါတယ်တမဟာ9ကတော့တရင်4ခုရှိပြီးဖားခန့်ဒေသမှာစိုးမိုးလှုပ်ရှားကြပါတယ်တမဟာ10ကတော့လက်အောက်ခံတရင်3ခုရှိပြီးဒင်းနီကွန်နိုကာလန်တလျှောက်ကိုစိုးမိုးလှုပ်ရှားကြပါတယ်တမဟာ17ကတော့တရင်2ခုနဲ့ဖွဲ့စည်းထားတဲ့ရွှေလီမြေဝမ်းအထူးလုံခြုံရေးတမဟာဖြစ်ပါတယ်အချို့အပြင်ဆိုရရင် KIA မှာတမဟာ17ခုတမ2ခုလက်နက်ကြီးတစ်ဖွဲ့နဲ့အထူးတစ်ဖွဲ့များအပါအဝင်၎င်းတို့လက်အောက်ခံတရင်ပေါင်း59ခုရှိတဲ့အပြင်ကိုမှရဲရွာပြည်သူစစ်တိုင်းနယ်ကာကွယ်ရေးတပ်ဖွဲ့တို့ကပါထပ်မံဖွဲ့စည်းထားက၎င်းရန်တပ်ဖွဲ့အင်အားမှာအင်အား9000နဲ့အထက်ရှိပြီးလက်နက်အင်အားအပြည့်အစုံတပ်ဆင်ပေးထားပါတယ်အထူးသဖြင့် KIA တပ်သားအတော်များများကို KIA လက်နက်စိုက်ကုန်များမှာကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Kachin Series များကိုတပ်ဆင်ပေးထားကြပါတယ်တရုတ်ထုတ် TAC 81 Rifle ကိုပုံစံတူပွားကတရုတ်နဲ့ရုရှားမှာအစိပ်ပိုင်းများဖြင့်ပေါင်းစပ်ခါ K9 အဖြစ်ထုတ်လုပ်ထားပြီး KIA တပ်သားတိုင်းလူကိုင်ဆောင်ကြတာတွေ့ရပါတယ်။၎င်း K9 ကိုအခြေခံကပြောင်းလဲထုတ်လုပ်ထားတဲ့ K11 ဘုံပစ်လောင်ချာများနဲ့ Kachin Sniper Rifle များကိုလည်းတွင်နှင်းကြဲအသုံးပြုကြပါတယ်။အခုနောက်ပိုင်းမှာ40မမစုံလည်လောင်ချာနဲ့ Kachin Make RPG များကိုလည်းတွင်နှင်းကြဲအသုံးပြုလာကြတာတွေ့ရပါတယ်။၎င်း Kachin Series စစ်လက်နက်များကို KIA လက်နက်စက်ရုံမှာဂျာမနီနိုင်ငံထုတ်စက်ကြီးများနဲ့မြန်မာရည်မြစ်တဘာဝရာသီဥတုနဲ့ကိုက်ညီအောင်ထုတ်လုပ်ထားတာဖြစ်ပြီးအမျိုးအမည်မသိတဲ့စက်တနံများနဲ့ Wi-Fi ကဲသူစွမ်းအားမြင့်စက်လက်များကိုလည်းပြည်ပမှဝယ်ယူသုံးစွဲကြပါတယ်အဝေးပြေ60မမ81မမ120မမနဲ့ Howitzer အမြောက်များကိုလည်းမြန်မာစစ်တပ်မှသိမ်းယူရရှိရ၎င်းပြည်ပမှဝယ်ယူရ၎င်းအသုံးပြုကြတာတွေ့ရပါတယ်လင်းဒင်းမနက်များကိုလည်းပိုင်ဆိုင်ထားပေမဲ့နိုင်ငံတကာစီးနင်းစည်းကမ်းဥပဒေများအရထုတ်တုံခြင်းမရှိပေမဲ့မြန်မာစစ်တပ်ရဲ့ရဟန်းရင်များကိုတော့စွမ်းအားမြင့်ဆက်လက်များနဲ့ချေမှုန်းနေတာတွေ့ရပါတယ်။ KIA မှာအသေးစားလက်နက်ထုတ်လုပ်ရေးစက်ရုံခရမ်းစက်ရုံလက်ပစ်ပုံးစက်ရုံများပါရှိပြီးဘယ်မှာရှိတယ်ဆိုတာကတော့ဟိဝက်ချက်ပါ KIA ဟာမိမိတို့ကိုယ်ပိုင်ထုတ်လက်နက်ခရမ်းများကိုလူသလိုထုတ်လုပ်နိုင်အောင်မကတခြားသောတော်လှန်ရေးအင်အားစုများကိုပါရောင်းချခြင်းဟာလည်း၎င်းတို့ရဲ့ဝင်ငွေရရလက်ကြောင်းစီးပွားရေးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။သို့တော့ဒါဟာအရန်စီးပွားရေးတစ်ခုမျှသာဖြစ်ပြီးKIO ရဲ့အဓိကဝင်ငွေတွေကတော့တဘာဝတင်ရစတာတူဖို့ရောင်းချခြင်းနဲ့အကောက်ခွန်တို့ကနေရရှိကြပါတယ်။မြေရှားတထုတစ်ခုတည်းကနေရတဲ့ဝင်ငွေဟာ2023ခုနှစ်တနှစ်ထဲမှာကိုပဲ American Dollar 1.4 ဘီလီယံထိရှိခဲ့တယ်လို့ ISP မြန်မာရဲ့သုတေသနစစ်တမ်းများကဖော်ပြနေပါတယ်။ KIA ဟာအဓိကကမ္ဘာမြေရှားထုတ်လုပ်သူအဖြစ် role တစ်ခုကိုရယူနိုင်မှုကြိုးစားလျက်ရှိပြီးအိန္ဒိယ
တရုတ်နဲ့အိန္ဒိယနိုင်ငံများကိုပါပထဝီနိုင်ငံရေးအရစင်ခေါ်နိုင်လေရဲ့မကြတော့တဲ့အနာဂတ်မှာဒီဖက်တိုအစိုးရတရက်အနေနဲ့အိန္ဒိယနိုင်ငံတွေရဲ့အတိအမှတ်ပြုမှုကိုရရှိလာနိုင်မှာရှိပါတယ်ဒီအပြင်လက်ဟောင်းတို့ထင်းချိုဝါဒေတာများမှာကွန်တိုရေးကွန်ဘင်းလင်ကွန်လိုင်းကွန်အင်ကွန်မီကွန်စမ်ဒီဖြင့်အကောက်ခွန်အမျိုးမျိုးကိုကောက်ယူလျက်ရှိရာရှမ်းမြောက်ဒေတာဟာ KIA အတွက်အခွန်ဝင်အများဆုံးရရှိတဲ့ဒေတာဖြစ်ပါတယ်2021ခုနှစ်နောက်ပိုင်းကာလတွေအတွင်းတရုတ်နေဆက်ကိန်းများနဲ့တရုတ်စီးပွားရေးဈေးညံ BRI project ရဲ့အဓိကလမ်းကြောတွေကိုပါစိုးမိုးထိန်းချုပ်နိုင်ခြင်းဟာလေ KIA အတွက်တော့အားသာချက်တစ်ခုဖြစ်စေပါတယ်ဒီအပြင်စိုက်ပျိုးရေးနဲ့မွေးမြူရေးစားတဲ့တခြားသောအရာစီးပွားရေးများကိုလည်းလုပ်ကိုင်လျက်ရှိပါသေးတယ်သို့တော့ကချင်လူမျိုးရေးတက်မတော် KIA ဟာကချင်လူမျိုးရေးအဖွဲ့ KIO ရဲ့ဒုတိယမြောက်လက်တံတစ်ခုသာဖြစ်ပါတယ်ပထမမြောက်လက်တံကတော့ကချင်လူမျိုးရေးကော်မတီ KIC ပဲဖြစ်ပါတယ် KIC ဟာ KIO ဘုတ်ကော်မတီရဲ့နိုင်ငံရေးအုပ်ချုပ်ရေးစီရေးစီးပွားရေးဆိုင်ရာမူဝါဒများကိုလက်တွေ့အကောင့်ထဲပေါ်ပေးရတဲ့ main အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပြီးအမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်းလူထုံးလုံးများနဲ့အညီစီကံဥပဒေများပြဋ္ဌာန်းချမှတ်ခြင်းများကိုလှုပ်ဆောင်ရတဲ့အာဏာပိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်KIA ဆိုတာဒီပင်လေ1962ခုနှစ်မှာ KIC ရဲ့ဆုံးဖြတ်ချက်နဲ့ဖွဲ့စည်းခဲ့ရတာပါ KIC ရဲ့အောက်မှာဒီရဲရေးတရားရေးဗန္ဒာရေးစီဝါကူတန်အကောက်ခွန်ပညာရေးစိုက်ပျိုးမွေးမြူရေးတတော်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတည်င်းနဲ့ကြံကြားရေးစပင်းနဲ့ယဉ်ကျေးမှုနိုင်ငံခြားရေးပါတီဗဟိုဌာနချုပ်ရုံးမူးရှိတက်ဖြတ်ရေးထောက်ပံ့ရေးနဲ့ပြန်လည်ထူထောင်ရေးစည်ရင်းစစ်ချုပ်ရုံးနိုင်ငံရေး policy များချမှတ်ရေးကော်မတီစစ်ရှောင်ပြုစုစောင့်ရှောက်ရေးကော်မတီနဲ့ပြည်သူ့ဆက်ဆံရေးဌာနတို့အသီးသီးရှိကြပါတယ်ဘိုးလောင်းတင်နန်းကျောင်းများနိုင်ငံရေးသိပ္ပံကျောင်းများနဲ့မိုင်းဂျိုင်ယန်တက္ကသိုလ်တို့ကိုလည်းဖွင့်လှစ်ထားနိုင်ခဲ့ပြီးမိုင်းဂျိုင်ယန်တက္ကသိုလ်ဟာကမ္ဘာအဆင့်သတ်မှတ်ချက်အရရန်ကုန်တက္ကသိုလ်ထက်ကိုအဆင့်2ဆင့်ပူပြီးတော့မြင့်ပါတယ် KIA ဝတရင်တစ်ခုကိုတပ်သားအင်အား200ခန့်ဖြင့်ဖွဲ့စည်းထားပြီးပြည်သူစစ်များတိုင်းငယ်ကာကွယ်ရေးတပ်ဖွဲ့များနဲ့နောက်ချန်အင်အားများပါမကြံထက်တွက်ပါကအင်အား1000ခွဲမှ2000ကျရှိနေနိုင်ပါတယ်2021ခုနှစ်နောက်ပိုင်းမှာကချင် PDF KPDF များကိုလည်းထပ်မံဖွဲ့စည်းနိုင်ခဲ့ပြီးအင်အားထောင်နဲ့ချီထပ်မံတူဝလာခဲ့ပါတယ်ဒီမှာဒေတာများမှာ NUG PDF တရင်တပ်ဖွဲ့များကိုလည်းစီးရင်ညွှန်ကြားမှုများပြီးကဥဆောင်နိုင်ခြင်းဟာလည်းကချင်စစ်မျက်နှာအတွက်ကြီးမားတဲ့ပထဝီစီရေးအာဏာချက်ကိုရရှိသေးပါတယ်ကချင်စစ်မျက်နှာရဲ့ပထဝီစီရေးအကြောင်းကိုတော့အထူးအစီအစဉ်အပိုင်း30မှာအကျေတဝက်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်အရဟတ်တပ်တော်ရဲ့စစ်အင်အားနဲ့လက်နက်တပ်ဆင်မှုများအကြောင်းကိုတော့နောက်တစ်ပတ်ဗီဒီယိုမှာဆက်လက်တင်ပြပေးသွားပါမယ်အဆုံးတင်နောက်ဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်